cyber security professional တယောက်ဖြစ်လာဖို့အတွက်ကျွန်တော်တို့ဘာတွေလုပ်လဲ cyber security နဲ့ပြန်အင်မတန်ကိုကျေပြန့်နေပြီဒီထဲမှာ penetration testing ဆိုတာလည်းပါမယ် hacking လည်းပါမယ် security operations ဆိုတာလည်းပါမယ်ပြီးတော့လို့ရှိရင် governance risk and compliance ဆိုတဲ့ domain အကြီးနော်ကျွန်တော် risk management security risk management လုပ်တာတွေပါမယ် cloud security ကိုမျိုးဟာမျိုးတွေပါမယ် infrastructure security ဆိုတော့ကဏ္ဍအမျိုးမျိုးရှိတယ်ကိုက cyber security professional တယောက်ဖြစ်ချင်ပြီဆိုလို့ရှိရင်ပထမဆုံးအဆင့်တိတ်အနေနဲ့ဘာလုပ်ရမလဲဆိုတော့ကိုစိတ်ဝင်စားနိုင်မယ့်အရာကိုစပြီးတော့စဉ်းစားကိုစိတ်ဝင်စားမယ့်အရာဆိုတာကကိုဒီအလုပ်လုပ်လို့ရှိရင်ပြောမယ်နောက်ပြီးတော့ဒီအလုပ်ကိုကစိတ်ဝင်စားတယ်ဆိုတော့အဲ့လိုမျိုးတစ်ခုကိုကောက်ပြီးတော့ကိုတတ်မှတ်လိုက်ဖို့လိုတယ်အဲ့တော့မှကိုက scope ချပြီးတော့အဲ့ဟာနဲ့ပတ်သက်ပြီးရှေ့ဆက်သွားလို့ရပါဘူးဆိုတော့ပထမဆုံးနံပါတ်အဆင့်အနေနဲ့ဆိုလို့ရှိရင်ကိုစိတ်ဝင်စားမယ့်အပိုင်းကိုကိုကအရင်ဆုံးရှာဖို့လိုတယ်ကောင်းပြီဒါပထမတစ်ဆင့်နောက်အဆင့်တွေကိုနောက်တဲ့ဗီဒီယိုထဲမှာကျွန်တော်ဆက်ပြီးပြောပြတော့မယ်